Road to Bangkok with free airfare, accommodation, meal and insurance. ကိုကပညာရေးကိုလည်းလေ့လာထားတယ်။အင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်တယ်။ scholarship နဲ့ abroad ကိုသွားကျင်တဲ့လူငယ်တယောက်လည်းဖြစ်မယ်ဆိုလို့ရှိရင်ဒီနေ့ video ထဲမှာဆိုနေက forum တစ်ခုအကြောင်းကို sharing လုပ်သွားပေးမယ်။ဆိုတော့ဒီ forum ထဲမှာပါလဲဆိုလို့ရှိရင်အသွားအပြန်လေယာဉ်စရိတ် free နောက်တစ်ခါကိုနေထိုင်မှုအတွက် accommodation အစားအသောက်နဲ့နောက်ဆုံး group accident ကအစားပေါ့နော်အမခံချက်အပြည့်အဝအကုန်လုံးကိုသူက free ပေးထားတယ်။ဆိုတော့ sharing လုပ်သွားပေးမယ် forum ကတော့ Overseeing the Future ASEAN 2025ပဲဖြစ်ပါတယ်။ဆိုတော့ကဒီ forum ကိုရှောက်ဖို့အတွက်ဘာလို့အလဲဆိုလို့ရှိရင် requirements တွေအနေနဲ့ဆိုလို့ရှိရင်နံပါတ်1အချက်ပေါ့နော် university student ဖြစ်ရမယ်ဆိုတော့အသက်က16နှစ်ကနေ24နှစ်ကြားမှာရှိတဲ့ university student တယောက်ဖြစ်နေရပါမယ်ဒါအပြင်မြန်မာလာအိုထိုင်းနဲ့ဖိလစ်ပင်းလူမျိုးဖြစ်နေရမယ်နောက်တစ်ခုကိုမှရှိတဲ့ passport ပေါ့နော်ကျွန်တော်တို့စီမှာရှိတဲ့ passport ဒီ6လထက်တန်းမကျော်တဲ့ passport လေးဖြစ်နေရမယ်အဓိက requirements တွေအနေနဲ့ကတော့သူကလက်ရှိအဲ့ဒါကိုတောင်းနေပေါ့နော်ကိုကဖောင်ဖြည့်ဖို့အတွက်ဖောင်ထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကိုရဲ့ဒီ educational advisors ရဲ့ mail တွေပါတောင်းတာမျိုးလည်းရှိတယ်။ဒါကိုလည်းကိုကရှိမယ်ဆိုလို့ရှိရင်ဖြည့်ပေးရဆိုတော့မှာ deadline လည်းရှိတယ်။ deadline ကကြတော့ဒီ September လ18ရက်ကနေပြီးတော့ October လ15ရက်အတွင်းမှာဒီ duration လေးအတွင်းမှာဆိုတော့ကရှောက်ထားပေးရမှာ။ဆိုတော့ရှောက်ထားတဲ့လူတွေကဒီပေါ့နော် participants အယောက်90ကိုOctober လပေါ့နော် October လ28ရက်နေ့မှာသူ့ page ကနေပြီးတင်ညာသွားမယ်ပြီးသွားတဲ့အခါမှာ mail ကနေပြီးတော့ပြန်ပြီးသူကဆက်သွယ်ပေးမယ်။ဆိုတော့အဲ့လူတွေဒီ13ရက်ကနေပြီးတော့28ရက်အတွင်းကျင်းပမဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကဒီ Overseeing the Future ASEAN 2025 forum မှာကိုကဝင်ပြီးတော့ participate လုပ်ကြမယ်ပေါ့နော်ဒီ9ညအိတ်6ရက်ခရီးပေါ့ဒီမှာ participate ဝင်ပြီးလုပ်ကြမှာပဲဖြစ်ပါတယ်ဆိုတော့ကိုဒီရှောက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပေါ့နော်သူပေးထားတဲ့ဒီ Google Form ကိုကဖြည့်မယ်သူတောင်းတဲ့ requirements တွေကိုကပေးမယ်ပြီးသွားတဲ့အခါမှာရှောက်ထားလိုက်ရုံနဲ့ဒီ28ရက်နေ့ကြာလို့ရှိရင်ပေါ့နော်ဒီအလာမဲ့10လပိုင်း28ရက်နေ့မှာသူ့ဘက်ကနေပြီးတော့ပေးလာမဲ့ mail နဲ့ posting ကိုကစောင့်ကြည့်နေရုံပဲဆိုတော့အရင်ကိုကောင်းတဲ့ opportunity လို့ပြောလို့ရပါတယ်ဆိုတော့နောက်မြန်မာလေးပညာရေးနဲ့ပတ်သက်တဲ့ပေါ့နော် education နဲ့ဆိုင်ရာ knowledge တွေကိုဒီကနေပြီး sharing လုပ်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ follow ထားကြလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်